မင်္ဂလာပါရှင်ဆာဆက်ကီပဲရှုပ်ရင်ဆင်းပင်းကနေကြိုဆိုပါရစေကျမတို့နေ့စဉ်လူမှုဘဝမှာလူအမျိုးမျိုးနဲ့တွေ့ဆုံဆက်ဆံကြရပါတယ်တချို့လူတွေကိုကြည့်လိုက်ရင်သူတို့ကတကယ်ပါတွေ့နေတာလဲငါအပေါ်စိတ်ရင်းနဲ့ဆက်ဆံနေတာလားဒါမှမဟုတ်တခုခုဖုံးကွယ်ထားသလားဆိုတာခွေးရှာရခိခဲတတ်ပါတယ်တကယ်လို့တင်းရှိရလူရဲ့အမှုအရာနဲ့အပြုအမူလေးတွေကိုကြည့်အောင်နဲ့သူတို့ရဲ့စိတ်အခြေအနေကိုသိနိုင်မနည်းလမ်းရှိတယ်ဆိုရင်ရောတင်စိတ်ဝင်စားမလားစိတ်ပညာရှင်တွေရဲ့လက်လာမှုအရာလူတွေဟာစကားလုံးတွေနဲ့လိမ်ညာနိုင်ပေမဲ့သူတို့ရဲ့မတိစိတ်ကထွက်လာတဲ့ခံထားကိုဘာသာစကား body language ကိုတော့လိမ်လို့မရပါဘူးဒီနေ့ဗီဒီယိုမှာတော့တေပဝင်းကျင်ကလူတွေရဲ့စိတ်ကိုအလွယ်တကူဖတ်အောင်တင်မကားပဲလူမှုဆက်ဆံရေးမှာပါတပန်းတာစေမဲ့စိတ်ပညာလှုပ်ဝဲရှက်ခနဲ့ရှက်ကိုအသေးစိတ်မျှဝေပေးသားမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိုက်ခေါ်ပါတယ်ပထမဆုံးလှုပ်ဝဲရှက်ကတော့မျက်လုံးတွေပါပဲမျက်လုံးတွေဟာစိတ်ရည်ပဒင်းပေါက်လို့ပြောလို့ရှိကြပါတယ်စကားပြောတဲ့အခါတဲ့ကိုမျက်လုံးရှင်ခနွေဆရာခိုင်နှုံးထက်မကြစိုက်ကြည့်နေရဆိုရင်အရှင်းနဲ့ရှင်းရှိနိုင်ပါတယ်တစ်ချက်ကတော့တဲ့အပေါ်တကယ်ပဲစိတ်ဝင်စားလို့ဖြစ်ပြီးနောက်တစ်ချက်ကတော့တဲ့ကိုစိုးမိုးရှင်လို့ဒါမှမဟုတ်လိန်နေတာကိုမရိုက်မိစေရှင်လို့အတင်းအကျပ်စိုက်ကြည့်နေတာမျိုးဖြစ်နိုင်ပါတယ်တစ်ဖက်မှာလည်းစကားပြောနေရင်တဲ့ကိုမကြည့်ပဲဘေးဖက်ကိုခဏအကြည့်လွှင့်နေရင်တော့သူတို့တက်တာမရှိတာရှင်းရနေတာတော့မဟုတ်တခုခုကိုဖုံးကွယ်ထားတာဖြစ်ဖို့များပါတယ်အထူးသဖြင့်မင်းခွန်းတစ်ခုမဲလိုက်တဲ့အခါမျက်လုံးကအပေါ်ဘေးဖက်ကိုရောက်သွားရင်ဒါဟာအတိုက်ကအဖြစ်အပျက်ကိုတကယ်ပြန်စဉ်းစားနေတာဖြစ်ပြီးအပေါ်ညာဖက်ကိုကြည့်ရင်တော့စိတ်ကူးရင်ဇလန်းစင်နေတာလိန်ဖို့ပြင်နေတာဖြစ်နိုင်တယ်လို့စိတ်ပညာမှာဆိုပါတယ်ဒုတိယအချက်ကတော့အပြုံးပါလူတွေကယဉ်ကျေးမှုအရတော်လာကောင်ဟန်ဆောင်ရှင်လို့တော်လာကောင်ပြုံးပြတတ်ကြပါတယ်ဒါပေမဲ့အပြုံးအစင်းနဲ့အတူကိုခွေးချဖို့အရန်လွယ်ပါတယ်လူတယောက်ကနှခမ်းကိုပဲကွေးပြီးပြုံးပြတယ်မျက်လုံးတွေကပုံမှန်အတိုင်းပဲရှိနေတယ်ဆိုရင်ဒါဟာဟန်ဆောင်ပြုံးတဲ့အပြုံးအတူပါတကယ်စိုက်ရင်းနဲ့ပြုံးတဲ့အပြုံးအစဲဒူရှင်းစမိုင်းမှာဆိုရင်တော့နှခမ်းတယ်မှာကပဲမျိုးဝန်းတွေပါလိုက်ပြုံးတတ်ပြီးမြစ်တောင်တောင်လေးတွေမှာအရေးအကြောင်းလေးတွေထင်လာတတ်ပါတယ်ဒါကြောင့်တင်းရှိရလူကနှခမ်းပဲပြုံးပြီးမျက်လုံးကအေးစင်းနေတယ်ဆိုရင်တော့ဒါဟာယဉ်ကျေးမှုအရာပြုံးပြတာတက်တက်ပဲလွှတ်မှတ်သားနိုင်ပါတယ်တတိယအချက်ကတော့မေရာရင်းလို့ခေါ်တဲ့ပုံတူကူးချတဲ့အပြုအမူပါတင်နဲ့စကားပြောနေတဲ့သူကတင်ထိုင်သလိုလိုက်ထိုင်တာတင်ရုပ်ဟဲ့ကိုလိုက်ကင်ရင်သူပါလိုက်ကင်တာဒါမှမဟုတ်တင်ရဲ့စကားပြောပုံလေးတန်အတိုင်းလိုက်ပြောတာမျိုးတတိထားမိမှုပါသလားဒါဟာတိုက်ပန်နေကြစိတ်ပညာအရအလွန်ကောင်းတဲ့လက္ခဏာတစ်ခုပါလူတွေဟာမိမိသဘောကျတဲ့သူမိမိနဲ့အဆင်ပြေရှင်တဲ့သူဒါမှမဟုတ်မိမိလေးစားရတဲ့သူရဲ့အပြုအမူတွေကိုမသိစိတ်ကနေအလိုလျောက်လိုက်တူပါတတ်ကြပါတယ်ဒါကြောင့်တစုံတစ်ယောက်ကတင်းရဲ့အပြုအမူတွေကိုလိုက်လုံနေရင်သူတို့တင်းဖို့စိတ်ဝင်စားပြီးရင်းနှီးရှင်နေတယ်ဆိုတာသိချတလောက်ရှိပါတယ်စတောက်ထအရှက်ကတော့ခန္ဓာကိုယ်ရဲ့ပိုက်ဆိုးခြင်းအမူအရာတွေပါစကားပြောနေရင်တစ်ဖက်လူကရုတ်တရက်ရင်ဖက်မှာလဲပိုက်လိုက်တာတော့မဟုတ်ရှေးထောက်ကိုတင်းတင်းကြပ်ကြပ်ရှက်လိုက်တာမျိုးတွေ့ရင်ဒါဟာကာကွယ်ရေးစနစ်စတင်လာတာဖြစ်ပါတယ်သူတို့ဟာတင်းရဲ့စကားလုံးတွေအကြံဉာဏ်တွေကိုလက်မခံရှင်တော့တာစိတ်ကြွယ်ရာကနေဆက်ကျင်နေတာတော့မဟုတ်အရှိအနေတစ်ခုကိုစိုးရင်စိတ်ဝင်ပြီးမိမိကိုယ်ကာကွယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒီလိုအနေထားမျိုးတွေ့ရင်တင်းရဲ့စကားပြောဟန်ကိုရှော့ချပြီးသူတို့တောင်းတဲ့တာဖြစ်စေမဲ့လေထူမျိုးပြောင်းလဲပေးဖို့လိုအပ်ပါတယ်ပြင်စမအရှက်ကလူအများစုသတိမထားမိတဲ့ရှေးထောက်တွေရဲ့ဥတီဟာပဲဖြစ်ပါတယ်လူတွေဟာမျက်နှာအမူအရာကိုထိန်းချုပ်ဖို့ကြိုးစားနိုင်ပေမဲ့ရှေးထောက်တွေကိုတော့မေ့နေတတ်ကြပါတယ်လူအုပ်စုတစ်ခုဒါမှမဟုတ်လူနှစ်ယောက်စကားပြောနေစဉ်မှာတရားရောက်ရဲ့ရှေးဖျားတွေကတင်းဖက်ကိုမလှဲပဲတကားပေါက်ဖဲတော့မဟုတ်အပြင်ဖက်ကိုလှည့်နေမယ်ဆိုရင်ဒါဟာသူတို့စကားဝိုင်းကနေထွက်သွားရှင်နေပြီဒါမှမဟုတ်ဒီနေရာမှာစိတ်မနေရှင်တော့ဘူးဆိုတဲ့သဘောပါအလားတူပဲတင်ကလူနှစ်ယောက်စကားပြောနေတဲ့စီသွားတဲ့အခါသူတို့ကကိုယ့်အပေါ်ပိုင်းကိုပဲလှည့်ကြည့်ပြီးရှေးထောက်တွေကတင့်ဖက်လက်မလာရင်သူတို့တင့်ကိုစကားဝိုင်းထဲမဖိတ်ခေါ်ရှင်ဘူးလို့အတိုက်ပေးရပါတယ်စထမအချက်ကတော့ခေါင်းညိုက်ရှင်းပါကျမတို့စကားပြောတဲ့အခါတစ်ဖက်လူကခေါင်းညိုက်ပြရင်ကိုယ့်စကားကိုနားထောင်နေရလို့ထင်ရကြပါတယ်ဒါပေမဲ့ခေါင်းညိုက်တဲ့အချိန်ကိုတတိထားကြည့်ပါတကယ်လို့သူကခေါင်းကိုဖြည်းဖြည်းမှန်ညိုက်ပြနေရင်တင့်စကားကိုနားထောင်ပြီးသဘောတူညီတဲ့သဘောပါဒါပေမဲ့ခေါင်းကိုခန့်မြန်ဆက်တိုက်ကြီးညှိပြနေရင်တော့တော်လောက်ပြီးငါနားလေပြီးမင်းစကားဖြတ်ပြီးငါအလဲပေးပြောတော့ဆိုတဲ့စိတ်မရှိတဲ့သဘောပြတာဖြစ်ပါတယ်။တင်းစကားကိုညှင်းငွေးနေပြီးဖြစ်လို့စကားဝိုင်းကိုအမြန်ဖြတ်ရှင်နေတဲ့လက္ခဏာလေးဖြစ်ပါတယ်။နောက်ဆုံးတသမအချက်ကတော့ကနာမငြိမ်ရှင်းပါပဲ။စကားပြောနေစဉ်မှာဖုန်းကိုခဏကင်တာလို့ဆိုကိုလှည့်နေတာစပင်းကိုတတ်နေတာဒါမှမဟုတ်စပွေးဘွားကလောင်တန်းကစားနေတာမျိုးတွေဟာစိုးရင်ပူပန်မှုပြင်းမှုတော့မဟုတ်စိတ်ဖိစီးမှုကိုဖော်ပြနေတာဖြစ်ပါတယ်။သူတို့ရဲ့မတိစိတ်ကဒီအရှင်တွေကနေရုံထွက်ရှင်နေပြီးအာယုံလေးဖို့တခုခုကိုလုံးမိနေတာပါတင့်စကားကိုအာယုံမဆိုင်နိုင်တော့ပဲစိတ်ထဲမှာတခြားအကြောင်းအရာတခုခုအတွက်စိုးရိမ်နေတာလေးဖြစ်နိုင်ပါတယ်ကဲအခုပြောသွားတဲ့စိတ်ပညာလောဝချက်ခဏချက်ကိုသတိထားကြည့်ရင်တင်ပဝင်းရလူတွေရဲ့မတိစိတ်ကိုဖတ်ရတာပေါ်လီကူသွားမှသိချပါတယ်ဒါပေမဲ့တတိပူရမှာကလူတယောက်ရဲ့စိတ်ကိုအကေးဖြတ်တဲ့အခါအရှိတရှိတွေနဲ့ဆုံးဖြတ်လို့မရပါဘူး
အရှင်အနေအရရနဲ့သူတို့ရဲ့အပြုအမူအပြောင်းအလဲတွေကိုရှုံငုံသုံးသပ်ဖို့လိုအပ်ပါတယ်။ဒီအရှိတွေထဲကမှတင်နေစဉ်ဘဝမှာတွေ့ရဆုံးအရှိကဘယ်အရှိလေးဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်နော်။ဒီလိုမျိုးစိတ်ပညာနဲ့အောင်မြင်မှုဆိုင်ရာဗီဒီယိုအတူအရှိတွေကိုအမြင့်ကြီးရှုနိုင်ဖို့ကျမတို့ရဲ့ Sasaki Basho ရဲ့ Simple Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်